ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားမှာကတော့ Telegram account တစ်ခုကိုဖုန်းနံပါတ်နဲ့ဖွင့်တဲ့အခါမှာခုလိုမျိုးပေါ်လာပြီးကုန်မကြရင်ဘယ်လိုပြင်ရှင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးနော်ပထမဆုံးအနေနဲ့ကျွန်တော် Telegram account တစ်ခုကိုဖွင့်ဖို့အတွက်ဒီ Telegram နဲ့ကိုဝင်လိုက်ပါဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ next ကိုနှိပ်ပေးလိုက်ပါ Okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော် yes ကိုရွေးပေးလိုက်ပါOkay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်အခုလိုမျိုးပေါ်လာပြီးတော့ဒီ Telegram account ကပေါ့နော်ဒီဖုန်းနံပါတ်ကဒီတခြားဒီ device တစ်ခုမှာaccount ဖွင့်ထားဖို့လေပေါ့နော်အဲ့ဒီ account တွေကနေပြီးတော့မှကျွန်တော်တို့ဒီ code ကိုသွားယူပေးပါဆိုပြီးတော့မှသူကပြောထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့မှာကပေါ့နော်အဲ့ဒီဖုန်းကလည်းကျွန်တော်မရှိတော့ဘူးအဲ့ဒီ application ကလည်းမရှိတော့ဖြစ်တဲ့အတွက်ကျွန်တော်က code သွားယူလို့မရပါဘူးအဲ့ဒီတော့ကျွန်တော်တို့ကဒါကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခုလိုမျိုးပေါ်လာပြီဆိုလို့ကျွန်တော်တို့အရင်ဆုံးဒီပေါ့နော်ဘန်နဲ့ပြန်ထွက်လိုက်ပါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Telegram ကိုပြီးထားပြီးတော့မှဒီ iPhone စမ်းလေးပေါ့နော်ဒီ app info ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးရမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ permission ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ကအကုန်လုံးအလောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကတကယ်လို့ဒီမှာအကုန်လုံးဒီအလောင်းမပေးရသေးဘူးဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအလောင်းပေးလိုက်ပေါ့နော်အလောင်းဒီဟာတွေကကျွန်တော်တို့ဒီပေါ့နော်အလောင်းမပေးရသေးပဲနဲ့ဒီအောက်ကဒုံတော့အလောင်းဆိုတဲ့ဟာတွေဖြစ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့အလောင်းပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Telegram ကိုကျွန်တော်တို့ဒီအစားကနေပြီးတော့ကျွန်တော်တို့ဒီပြန်ဖွင့်ကြည့်ပေါ့နော်ဒီ edit ကနေဒီအစားကနေပြီးတော့မှကျွန်တော်တို့ပြန်ဖွင့်ကြည့်အဲ့ဒီလိုမျိုးကျွန်တော်တို့အဆင်ပြေသွားတာတွေလည်းရှိတယ်ပေါ့နော်တကယ်လို့အဲ့ဒီလိုမျိုးမှာကျွန်တော်တို့ကဘလို့မှအဆင်မပြေဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်ထပ်ထပ်ပြီးတော့မှလောက်ရမယ်နီလန်တစ်ခုရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ Chrome browser တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအပေါ်မှာဘယ်လိုရိုက်ပေးရမှာလဲဆိုတော့ကျွန်တော်တို့ကTelegram support ဆိုပြီးတော့မှရိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီခုလိုမျိုးရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှာပေးလိုက်ပါတော့Okay ရှာပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် Telegram support ဆိုတဲ့ဟာကိုတွေ့ရပါတော့အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အပေါ်မှာ please describe your problem ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဒီအကွက်ရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီကျွန်တော်တို့ဖြစ်နေတဲ့ issue ကိုကျွန်တော်တို့ကဒီရေးပေးရမှာဖြစ်ပါတယ်ဒီမြန်မာလိုရေးလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီမှာကုန်မပို့တဲ့ error ဖြစ်နေတာဆိုတဲ့အခါကျတော့ဒီထဲမှာကျွန်တော်တို့ကဒီကုန်မပို့ဘူးဘယ်လိုဖြည့်ရှင်းပေးပါဆိုတဲ့ဟာကိုကျွန်တော်တို့ကရေးပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်က note ထဲမှာကျွန်တော်ရေးထားတာလည်းရှိတယ်ပေါ့နော်အဲ့ဒီဟာကိုလည်းကျွန်တော်ကျွန်တော်ရဲ့ဒီ video ရဲ့ description မှာကျွန်တော်ထည့်ထားပေးပါမယ်အဲ့ဒီတော့ကျွန်တော်ဒီကောင်ကိုကျွန်တော် copy ယူလိုက်ပါတယ်Okay copy ယူပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအစောနာကကျွန်တော်တို့ဒီ browser တွေကပေါ့နော်ဒီ browser တွေကိုဒီအပေါ်ကဒီအကွက်ထဲမှာကျွန်တော်တို့copy paste လုပ်ပေးရမှာဖြစ်ပါတယ်paste လုပ်လိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်နဲ့ကျွန်တော်အရင်ခါကဒီ Telegram ကိုဖွင့်တော့လဲဒီပေါ့နော်ကုတ်ကကြမလာတဲ့အတွက်ကျွန်တော်တို့ကကူညီဖြည့်ရှင်းပေးပါဆိုတာမျိုးကိုကျွန်တော်တို့ထည့်ပြီးတော့မှရေးထားတာပဲဖြစ်ပါတယ်ဒီပေါ့နော်ဒီမြန်မာဆိုတဲ့နောက်မှာပေါ့နော်အဲ့ဒီကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့ဒီမှန်ကန်စွာထည့်ပေးဖို့တော့လိုအပ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့စစ်ဆေးပေးဖို့အတွက်ကျွန်တော်တို့ကပြောမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့မှန်အောင်ထည့်ပေးဖို့လိုအပ်ပါတယ်Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့ကကိုဖြစ်နေတဲ့ဒီပေါ့နော်ပြဿနာကိုကျွန်တော်တို့ကဒီထဲမှာရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီကုန်မကြတဲ့ပြဿနာဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပေါ့နော်ကုန်မကြဘူးဆိုတော့ဒီဟာကိုကျွန်တော်ရေးပေးထားတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့က UR email ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Gmail ဖြစ်တဲ့ဒီကိုဒီဆက်သွယ်လို့ရမယ် Gmail ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအောက်မှာတော့ကျွန်တော်တို့သုံးတဲ့ဒီဖုန်းနံပါတ်တစ်ခုကိုကျွန်တော်တို့ဒီမှန်ကန်ထည့်ပေးဖို့တော့လိုအပ်ပါတယ်ထည့်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာplat ပေါ့နော် plat 959ဆိုပြီးတော့မှထည့်ပေးရမှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီအပေါ်ကဖုန်းနံပါတ်ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့ဒီ copy ယူပြီးတော့မှထည့်ပေးလိုက်ပါအရှိကကိုတစ်လုံးကတော့ထည့်စရာမလိုပါဘူးအဲ့ဒီတော့ကျွန်တော်ပြန်ရိုက်ပေးလိုက်လည်းရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကပေါ့နော်ပေါ့နော်9699988ကိုပေါ့နော်အဲ့ဒီဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်ပေးလိုက်လည်းရပါတယ်ဒါဆိုလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ submit ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကကျွန်တော် Telegram ဖွင့်တဲ့အချိန်မှာကျွန်တော်ကုန်မကြနေဘူးဒါကိုဖြည့်ရှင်းဆောင်ရွက်ပေးပါဆိုပြီးတော့ကျွန်တော် Telegram ကိုကျွန်တော်တို့ဒီပေါ့နော်issue တင်လိုက်တဲ့သဘောမျိုးပဲကျွန်တော်လုပ်လိုက်ပြီးပေါ့နော်ဒါဆိုလို့ရှိရင် Telegram ကနေပြီးတော့မှစစ်ဆေးပေးမှာပဲဖြစ်ပါတယ်စစ်ဆေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်နဲ့ဒီ Telegram account ကိုပြန်ပြီးတော့ဖွင့်လို့ရသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့သူကဆက်ရှင်းတော့သူဖြည့်ရှင်းပေးမှာမဟုတ်ပါဘူးဂျားထဲမှာကျွန်တော်တို့24 hour ကျွန်တော်စောင့်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုလိုမျိုးဒီဖြည့်ပြီးတဲ့အချိန်နဲ့ဒီနောက်ထပ်24နာရီမှာအကြာမှာကျွန်တော်ပြန်ပြီးတော့မှ
အဲ့ Telegram အကောင့်ကိုဖွင့်လို့ရပြီပဲဖြစ်ပါတယ်တစ်ချက်စမ်းကြည့်ကြပါတကယ်လို့အဆင်မပြေတာရှိရင်လည်းကျွန်တော်ရဲ့ဒီ comment မှာဆွေးနွေးသွားပေးကြပါအောင်เนาะအားပေးမှုအတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ